ကျွန်တော်ရဲ့မိတ်ဆက်ပွဲပထမဆုံးနေ့လေစိတ်ကိုစရောက်ကြတဲ့ကပရိသတ်တွေရောကျွန်တော်ဘေးနားကလူတွေပါတကယ်ကိုချစ်ခင်ကျင်နာမှုတွေပေးခဲ့ကြပါတယ်ကျွန်တော်တရားထဲကိုတည်းမဟုတ်ဘဲကျွန်တော်ရဲ့မိသားစုတစ်ခုလုံးကိုပါနှွေးနှွေးထွေးထွေးကြိုဆိုခဲ့ကြတာပါကျွန်တော်စဝင်လာတဲ့ပထမဆုံးနေ့မှာတင်ပရိသတ်တွေကကျွန်တော်နာမည်ကိုအော်ဟစ်အားပေးနေကြပြီးကျွန်တော်အတွက်တချင်းတွေတီးဆိုနေခဲ့ကြတာကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဒါဟာကျွန်တော်အတွက်တည်းမဟုတ်ဘဲကျွန်တော်မိသားစုအတွက်ပါအများကြီးအတိတ်ပဲရှိပါတယ်ဒါဟာတကယ်ကိုထူးခြားတဲ့အရာတစ်ခုလို့ကျွန်တော်ယုံကြည်ပြီးဒီကလပ်အသင်းကိုကျွန်တော်ဘဝတစ်လျှောက်လုံးအမြဲတမ်းနှလုံးသားထဲမှာသိမ်းဆည်းထားမှာပါကျွန်တော်တွေမဟုတ်ပဲကျွန်တော်မိသားစုတစ်ခုလုံးဟာတဲ့ဘဝတစ်လျှောက်လုံး Manchester United ရဲ့ပရိသတ်တွေဖြစ်နေမှာပါအင်္ဂလန်မှာဆိုရင်ကျွန်တော်ဟာအနီးရောက်ပါသေတဲ့အထိ Manchester United သမားပါပဲဒါကြောင့်ကျွန်တော်ပြောချင်တာကတော့အားလုံးအတွက်အများကြီးကျေးဇူးတင်ပါတယ်အရာအားလုံးအတွက်